အားလုံးပဲမင်္ဂလာပါရှင်ခိုင်းကော့ဆိုတာဗာလေးဆိုတဲ့ channel လေးကနေအားလုံးကိုပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်။ Hi ဒီနေ့ကတော့အမအရင်ဗီဒီယိုရဲ့အဆက်လေးကိုတက်ပြီးတော့တင်ပေးပါပါတော့။ဒါကကျတော့ Shokuji Kaijo ဆိုတဲ့အခန်း73ဟာပဲဖြစ်ပါတယ်။အဲ့တော့ဂျပန်မှာဆိုလို့ရှိရင်အမတို့ဒီထမင်းဝက်တွေပြင်ဆင်ပြရတဲ့ခါမှာပေါ့နော်။ဘယ်လိုမျိုးနေရာတွေမှာထားလေးဆိုတာကိုအရေးကြီးရပေါ့နော်။ဒါကြောင့်မို့ဒါလေးကိုလည်းမှတ်လိုက်ပါ။သူကဘာပြောလဲဆိုလို့ရှိရင်ကျတော့ပထမဆုံးအမတို့ကဒါအခုမြင်နေရတဲ့ပုံမှာပေါ့နော်အမတို့ကထိုင်နေလို့မှတ်လိုက်မယ်။မှတ်ပြီးသွားပြီဆိုလို့ရှိရင်2ပေါ့နော်။2ကကျတော့ညာတန်နဲ့လူဆိုလို့ရှိရင်ကျတော့စားတဲ့လူကညာတန်နဲ့လူဆိုလို့ရှိရင်ကျတော့တူအရင်ကိုညာဘက်မှာထားမယ်ညာဘက်ကနေတူကိုကောက်ကောက်နိုင်အောင်မယ်ဘယ်တန်ဆိုလို့ရှိရင်ကျတော့တူအရင်ကိုဘယ်ဘက်မှာထားမယ်အဲ့ဒါပြီးတော့လို့ရှိရင်ကျတော့အမားတို့ရဲ့ဒီမျက်နှာရဲ့မူရရဲ့ပေါ့နော်ဒီညာဘက်မှာဆိုလို့ရှိရင်မီဆိုရှိတူထားရမယ်ဘယ်ဘက်မှာဆိုလို့ရှိရင်ကျတော့ကောဟန်ထားရမယ်အဲ့ဒါပြီးတော့လို့ရှိရင်ကျတော့အလယ်မှာကျစခဲမွန်လို့ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်ကျတော့အရန်ဟင်းနေဆိုလို့ရှိရင်じゃကောဟန်ရဲ့အရှိဘက်မှာထားပြီးတော့အဓိကဟင်းနေရာကကျတော့မီဆိုရှိလူရဲ့အရှိဘက်မှာထားမယ်ပေါ့နော်ဒါလေးကိုမှတ်ထားပြီးပေါ့ဟိုတယ်လေးလာတဲ့သူတွေဆိုလို့ရှိရင်တော့ဒါတိမယ်ထင်တယ်ပေါ့နော်ဒီဟိုတယ်တွေဘာတွေမှာပြင်ပေးတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီလိုပုံစံလေးတိုင်းပဲပြင်ပေးတယ်အမတို့ဂျပန်ကဒီစားတော့ဆိုင်တွေမှာတော့စားရတယ်ဆိုလို့ရှိရင်လည်းသူဒီလိုပုံစံလေးတိုင်းပဲပြင်ပေးတယ်ပေါ့နော်ဒါကတော့တိထိုင်းတော့ကောင်းတာပေါ့နော်အထူးတလဲဟိုလိုမျိုးဆောင်းမွဲအတွက်တွေဘာတွေအတွက်ကြက်စရာမလိုဒါပြင်မယ်လို့တိထားလို့ရှိရင်တော့ကောင်းပါတယ်ဟိုက်ဒီနေ့ကကျတော့အမကအတန်ဖိုင်မဖွင့်ပြတော့ဘူးပေါ့နော်ဘာလို့ဆိုဒီမှာပြောရမှာနည်းနည်းများအတန်ဖိုင်ဖွင့်လိုက်လို့ရှိရင်ဒီ Shokuji Kaijo ဗီဒီယိုက3ဗီဒီယိုလောက်ဖြစ်သွားမှာဆိုလို့အမ2ဗီဒီယိုလောက်နဲ့ပဲဖြတ်ချင်တာဖြစ်တဲ့အတွက်အတန်ဖိုင်တော့မဖွင့်ပြတော့ပါဘူးအခုသူကကြတော့ဒီရောရှာကို Shokudo ရဲ့ N9 ပေါ့နော်ဒီအဖိုးဖွားကိုထမင်းစားဖို့အတွက် Shokudo ကိုသွားခေါ်မယ်တာအိုဆန်က Suki ဆန်ကို Shokudo တဲ့ Seki ni N9 ရှိます座ってもらったらスキさんの姿勢を見ますအဲ့တော့တာအိုဆန်ဆိုဝင်နေကစူကီဆန်ဆိုတဲ့အဖိုးကြီးကိုရှော့ကူဒိုရဲ့ဆဲကီကိုပေါ့နော်သူအန်နိုင်လုပ်မယ်ဆိုတာကလိုက်ပို့မယ်ပေါ့ကွယ်အဲ့ပြီးတော့လို့ရှိရင်じゃသူထိုင်ပြီးတဲ့ခါမှာသူ့ရဲ့ဒီရှိစေးကြီးကဘယ်လိုပုံစံအနေထားရှိတယ်ဆိုတော့အမတို့ကခက်ခွန်းနေလုပ်မယ်တဲ့အဲ့တော့တာအိုဆန်ကပေါ့နော်စူကီဆန်မကိုချီတာနေစွတ်တဲ့ကူဒါဆိုင်ယူကူဒီစွတ်တဲ့ကူဒါဆိုင်စူကီဆန်ရဲ့ဒီမှာထိုင်မှာဖိထိုင်မှာပေါ့စူကီဆန်じゃありがとうတဲ့အမတာအိုဆန်စူကီဆာမဒိုင်ချောဝါဒိုဒက်စကစူကီဆန်ရဲ့ခနာကိုချိန်နေကဘယ်လိုလဲပေါ့နော်ဂူဝိုင်ဝါဒိုဒက်စကဒိုင်ချောဝါဒိုဒက်စကဘယ်လိုပဲမိမိရရပါနော်တူတဲမိုအီရောတဲ့ဆိုကောင်းပါရဲ့ယောခတာဒက်အိုရှိုကူဂျီအိုမိုရှိရှင်မတ်ဒါဆိုရင်ကနင်ထမင်းစားဖို့အတွက်ထမင်းလေးယူလာခဲ့ပြီးမယ်နော်ဆိုတဲ့ပုံစံလေးပဲပေါ့နော်အဲ့တော့ခိုက point 2ဆိုတဲ့ဟာလေးကိုကြည့်ရမယ်ရှေ့ဆဲအီယိုမီမတ်ပေါ့သူရဲ့ခနာကိုအနေထားအောင်မတို့ကကြည့်မယ်မိုင်ခကာမီနီနာတေအီနိုင်ကအရှိကာယူကနေဆွေဒေအီဒူကပြီးတော့ရှင်ဖူကာကုဆိုဝတ်တဲ့အီဒူကနာတို့ပေါ့နော်အဲ့တော့ရှေ့ဆဲကိုခါခုနေလောက်တဲ့ခါမှာဘာတွေကိုလောက်ကမှလဲဆိုတော့သူခနာကိုရအရှိရုပ်ကိုင်းနေလားပြီးတော့လို့ရှိရင်သူ့ရဲ့ခြေထောက်နဲ့ကြမ်းမြင်နေအောင်တေးသေးချာထိပြီးတော့သူတေးချထိုင်နေလားပြီးတော့လို့ရှိရင်じゃသူဖူကာကုဆိုတာကြတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်အရှိကိုပေါ့နော်ခန္ဓာကိုယ်အရှိကိုရောက်ပြီးတော့ဒီခုံရဲ့အစွန်းလေးမှပဲထိုင်နေရမဟုတ်ပဲနဲ့တေးသေးချာကြောနဲ့ဒီခုံနဲ့အောင်ကတ်နေတာဆိုတဲ့ပုံစံမျိုးဒါဖူကာကုဆိုဝါတို့လို့ခေါ်တယ်အဲ့လိုမျိုးထိုင်နေလားဆိုတဲ့ဟာကိုကြည့်ရမှာပေါ့နော်ဒါရှေ့ဆဲရုပ်ကြည့်ရဆိုတာဘာကိုကြည့်ရလဲဆိုတော့သူပြောပြပေးထားတာအဲ့ပြီးတော့လို့ရှိရင်じゃရီယောရှာအဲမဲနျူးနော်ဆက်စမဲပေါ့နော်သူ့ကိုဒီဟင်းလျာကိုဆက်စမဲလုပ်ပေးရမယ်ပေါ့ဒါကတော့နားလေလို့သူဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့လို့တကယ်အလုံးမှာကြတော့လေဖိုးရတဲ့အရန်များတော့အဲ့လောက်ထိဆက်စမဲမလုပ်နိုင်ခေဝါဆာကာနာဒက်စီယောဆိုပြီးအိုနီကူလာကိုပဲမတို့ကပြောနိုင်နေပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်ဥပမာဆက်ခီရနေပါထွန်းနေဆိုလို့ရှိရင်ခေဝါဆက်ခီဟန်တာယောပေါ့အဲ့ပြီးဆိုရင်ချာဟန်ဆိုရင်ခေဝါချာဟန်တာယောဒီလောက်ပဲပြောနိုင်တာပေါ့နော်ဒီစားထဲမှာလောက်တော့အရန်ကြီးဆက်စမဲမလုပ်ပေးနိုင်ဘူးပေါ့タオさんが鈴木さんにメニューの説明をします。鈴木さんは自分で食べます。タオさんは鈴木さんにゆっくり食べるように声かけをします。タオさんは鈴木さんが疲れるまで手伝いません。見守りだけをします。タオさんが鈴木さんをメニューそれでဟင်နေပါတယ်ဆိုတော့ဆက်စမဲလို့မရှင်းပြမယ်ပေါ့နော်ပြီးရင်တာအိုဆန်သူ့ဘာသာသူစားမယ်ကွန်မန့်နာဆိုင်စူကီဆန်သူ့ဘာသာသူစားမယ်ပေါ့နော်ဒီအဖိုးရသူ့ဘာသာသူစားမယ်တာအိုဆန်ကကြတော့စူကီဆန်ကိုပေါ့နော်ဒီဖေးဖေးလေးစားဖို့ခွဲခါခဲကိုလုပ်ပေးမယ်ပေါ့ဘေးကနေပြီးမှသူစားတဲ့ဟာသူ့ရဲ့ပိတ်စုကမြင်နေဆိုလို့ရှင်းလဲနေဖေးဖေးလေးစားနော်ဘာလို့ဆိုတီးမှာဆိုလို့အဲ့လိုမျိုးပေါ့နော်ပြီးတော့မှတက်လုတ်ကိုမျိုးချိုက်ပြီးမှတက်လုတ်ကိုထည့်စားနော်စသဖြင့်ဒီလိုမျိုးခွဲခါခဲလုပ်ပေးရမှာပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်ကြတော့အဲ့ဒီအဖိုးကြီးကစခါရဲတို့မှတဲ့တက်စထိုင်းမဆန်ဆိုတာကြတော့ဥမာသူကစားတဲ့ခါမှာသူတို့ကလေဟိုခန္ဓာကိုယ်အသက်တွေကြီးလာတဲ့ခါမှာထမင်းအဲ့လိုဝါတာစားတာအဲ့လိုလက်တွေပိုင်းမြှောက်ကတာမှလေသူကအဲ့လိုဆိုင်နဲ့ပင်မန်းလာတယ်ပင်မန်းလာပြီးနောက်ပိုင်းလုပ်နေကြရင်လုံနဲ့တလုတ်ကအချိန်ကြီးကြာလာတယ်မစားနိုင်တော့တာမျိုးပေါ့နော်ဒီလိုမျိုးဖြစ်တဲ့အထိသူ့ကိုတဲ့မကူညီဘူးပေါ့ဘာဖြစ်လဲဆိုတော့သူ့ဘာသာသူလှုပ်စေခြင်းလို့ဒါပေမဲ့လို့မိမမိုဒီတာခဲကိုရှိますမိမမိုဒီကတော့လှုပ်ကမယ်ဟုတ်ပြီနော်သူ့ဘာသာသူစားရတဲ့သူတဲ့မိမမိုဒီလှုပ်ကမယ်ဆိုတဲ့အချက်ကိုမှတ်ထားပြီပါဟိုက်ဒါဆိုလို့ရှိရင်ဒီစာဘက်ကကြတော့မင်းနဲ့ဆန်တို့ဖတ်ကြည့်ခြင်းနဲ့ဆိုလဲဖတ်ကြည့်ပေါ့နော်သူကကြတော့ဒီဆက်စုံမဲယူတူcomment နဲ့ menu ကိုဆက်စုံမဲလုပ်ပေးတဲ့ပုံစံမျိုးပေါ့နော်ဟိုက်ဒါဆိုလို့ရှိရင်တော့ဒီစာပိုက်လေးကိုဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းဖတ်ကြည့်ပါအမကတော့ဒီစာပိုက်လေးကိုကြော်သွားလိုက်မယ်နော်
အဲ့မှာသူကဘာလဲဆိုလို့ရှိရင်ခိုက point တို့ဆိုတဲ့ဟာလေးကိုကြည့်မယ်ဒီရောရှာနေ menu ကိုဆက်စမဲရှိမဲ့ menu ကိုဆက်စမဲလုပ်မယ် go and go in ချူရှိမှရှော့သူအစာရင်းနေမနေအောင်မတီးအောင်ပြီးရင်ပေါက်ဆောင်ဟုတ်တဲ့ဟာတွေမှားပြီးတော့မတောက်မိအောင်ပေါ့နော်သူစားနေဟာတွေအမာတို့ကမိမမိုတွေလုံးမဲ့ချွေးလုံးမဲ့ခါခုနေလုံးမဲ့ရှော့ခုတီခိုင်ကိုစုတုတိုခီဝခန်းဆိုခုနော်ဟိုနိစုဝတဲ့ခိုင်ကြောရှိမှာအကယ်၍အမာတို့ကလေဖြတ်တဲ့သူကိုခိုင်ကြောလုပ်ပြီးတဲ့ခါမျိုးမှာဆိုလို့ရှိရင်တော့အမာတို့ကသူလေဖြတ်တဲ့ဘက်မှာခိုင်ကြောလုပ်ရမယ်ပေါ့နော်အဲ့တော့လေဖြတ်တဲ့သူကိုဘာပဲလုပ်ပြီးလေဖြတ်တဲ့ဘက်မှာပဲနေရမယ်ဆိုတော့မှတ်ထားရင်ရပြီပေါ့နော်ဟိုက်ဒါဆိုရင်အမာတို့နောက်တစ်ခုသွားမယ်နော်နောက်တစ်ခုကကြတော့ခုတော့ခု position ဆိုတာကြတော့အမားတို့မြန်မာဘိုင်းမှာပါတယ်ပေါ့နော်နိုင်လက်တန်နဲ့တို့ဒီထမင်းပွဲကိုပြင်ထားရဲဆိုတဲ့ဟာပေါ့နော်ဘယ်လိုပါလဲဆိုတော့အမမြန်မာဘိုင်းကမတင်တာကြတော့နည်းနည်းမိသွားတယ်ဒါပေမဲ့မြန်မာဘိုင်းမှာဒါပါတယ်သူကကြတော့ဥပမာဆိုလို့ရှိရင်ဘယ်လိုလူတွေအတွက်လဲဆိုတော့အမြင်အာရုံထုတ်ရင်တဲ့သူတွေအတွက်ပေါ့နော်ဒီနိုင်အတိုင်းပဲအမှဆိုရင်9နိုင်မှာဆိုလို့ရှိရင်တော့ထမင်းရှိပါတယ်အပြင်9နိုင်မှာဆိုလို့ရှိရင်တော့မီဆိုရှိလို့ရှိပါတယ်12နိုင်မှာဆိုလို့ရှိရင်တော့ဒီအိုနီခုပေါ့နော်နီခုဆိုတဲ့ဒီရှုရှော့ခုရှိပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးနဲ့အမှားတော့ပြင်ဆင်ပေးတာဘသူတွေအတွက်လဲဆိုတော့အမြင်အာရုံချုပ်ရင်းတဲ့သူတွေအတွက်ဟိုက်အဲ့ဆိုလို့ရှိရင်ဒီဟာလေးကိုဖတ်ကြည့်လိုက်မယ်ပေါ့နော်ဟီရာအီဆာမဆိုတာဖိုးကြီးလားဖိုးကြီးလားတော့မသိဘူးပေါ့နော်ကျောနောအိုဟီဒိုကိုဟန်ဝချမဲရှိတော့အိုရန်တိုဒန်ကိုနောဆာရာဒါမီဆိုရှိတို့ခူရာမိုနိုဝနင်ဂိုဒက်စ်ဒိုရေခါရာဒါပဲမတ်ကဒီနေ့ရဲ့ပေါ့နော်နေ့လယ်မှာဆိုလို့ရှိရင်တော့ချမဲရှိဆိုတာကြတော့ဆန်လုံးညိုထမင်းပေါ့နော်ဒါရဲ့ပြီးတော့လို့ရှိရင်ကြတော့အမတို့အိုဒန်ဆိုတာကြတော့ဒီဂျပန်မှာစောင်းရဒီမှာစားတဲ့ဘယ်လိုပြောမလဲအမတို့ဒီမှာဆိုလို့ရှိရင်တော့ hot pot လိုမျိုးပဲပေါ့ဒါပေမဲ့ hot pot တော့မဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်မြင်းအောင်ပြောလိုက်တာအထက်မှာဆိုလို့ရှိရင်ကြက်ဥပါမယ်ပြီးရင်ဓာတ်ဟိုးဆိုမုံလာဥတွေဘာတွေပါမယ်အဲ့လိုမျိုးခါလေးတွေပြုတ်ပြီးတော့သူ့ရဲ့အရေးလေးကလည်းအရသာရှိတဲ့ဟာမျိုးဒါအိုဒန်ပေါ့နော်အိုဒန်တို့ပြီးတော့လို့ရှိရင်ရန်ခွန်ဆာလာဒါရဲ့မီဆိုရှိတို့ပြီးရင်ခူရာမိုနိုအတီးအနေနဲ့ဆိုလို့ရှိရင်ပန်းဒီပါမယ်ဒါတွေပါမယ်ဆိုတော့ရှင်းပြစစ်စုံမိတ်လုပ်ပြရမယ်ညိုဘယ်ကနေစစားမလဲတဲ့အဲ့တော့ဟီရိုက်ဆန်ကပေါ့နော်ချမေရှိကတာပဲတိုင်းကျဆိုပြီးတော့ထမင်းရနေစားပြီးစားချင်ပါရဲ့တဲ့အဲ့ဆိုတော့တာအိုဆန်ကချမေရှိဝရှိချီချီနော်ဟိုကိုနီအာရီမတ်ဒိုဒက်စကချမေရှိရဆိုလို့ရှိရင်တဲ့9နိုင်မှာရှိပါတယ်နိုင်ပုံစံအမှပြင်ပြပေးမယ်ပေါ့နော်သူဒီအောက်မှာပါတယ်9နိုင်မှာရှိပါရဲ့တဲ့အဲ့ခါမှာအိုအီရှိဒက်မီဆိုရှိရဝါဒိုကိုနီအာရီမတ်ကမီဆိုရှိရဝါဘာမှာရှိတယ်မီဆိုရှိရဝါတော့9နိုင်မှာရှိပါရဲ့တဲ့အိုဒန်ဝါတို့ကိုဒက်စကအိုဒန်ကဘာမှရှိလေတဲ့အိုဒန်ကတော့12နိုင်မှာရှိပါတယ်ဆိုပြီးရေးပေးထားပါတော့အဲ့တော့အမတို့ဒီခရုခု position ကိုကြည့်ကြမယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်じゃメガフジユナ人にどこに何があるか教える方法ですပေါ့နော်ဒီဖူဂျီယူဆိုတာမလွတ်လပ်ပြောမယ်ဆိုလို့ရှိရင်အញ្ញံကိုချုပ်ရင်းနေတဲ့သူအရင်ကြီးလည်းမချုပ်ရင်ကွယ်ဒါပေမဲ့အញ្ញံကိုအားနေတဲ့သူပေါ့ပြောမယ်ဆိုလို့ရှိရင်အဲ့လိုလူတွေချုပ်ရင်းချင်းလည်းချုပ်ရင်းမယ်အားနေချင်းလည်းအားနေမယ်အញ្ញံနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်နေတဲ့သူတွေဒီလိုသူတွေအတွက်အမှားတို့ပြင်ဆင်ပေးတဲ့အခါမှာဒီခရုခု position ဆိုတဲ့ဟာနဲ့ပြင်ဆင်ပေးတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူက9နိုင်ဆိုတာနိုင်အတိုင်းပဲပေါ့နော်6နိုင်12နိုင်ရှိမယ်အပေါ်ဆုံးမှာပြီးရင်ဒီဘက်မှာတစ်ဖြည်းဖြည်းလှည့်1 2 3နိုင်ရှိမယ်ပြီးရင်6နိုင်9နိုင်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြင်ပေးတာဟိုက်အဲ့ဒါပြီးတော့လို့ရှိရင်ကျတော့ချုပ်ဆဲဆိုတဲ့ဖူရဲတဲ့မိုရောက်တော့ခီနီဝရခဲတို့နေချွေးရှိမှာဒီအချက်ကိုမှတ်ကြမယ်ပေါ့နော်အဲ့လိုပြောလိုက်တဲ့ခါမျိုးမှာဆိုရင်တို့ကမမြင်မဆန်းနေနော်ဒါကိုကင်မယ်ဆန်းမယ်ပေါ့အဲ့ခါမှာဆိုလို့ရှိရင်အမတို့ကမီဆိုရှိတို့အရင်ပူပူကြီးတွေထည့်ထားရဆိုလို့ရှိရင်တို့လက်တွေပါအပူလောင်သွားနိုင်တယ်ဒါကိုတော့သတိထားပါမယ်တဲ့ဟိုက်ဒါဆိုလို့ရှိရင်ကြတော့ဒီဟာကကြတော့အဖြေကိုမပြထားဘူးပေါ့နော်အခုဒီမှာတစ်ကနေပြီးတော့8ထိရှိရဲအဲ့ဒီ8ထိမှာဘယ်အချက်ကမှန်လဲဆိုတာရွေးပေးရမှာအဲ့ဒါကိုမင်းနာဆန်တို့ကအခုဒီဟာလေးကိုပေါ့နော်ကိုယ့်တာကိုဖြေထားကြည့်ပြီးအမနောက်ဗီဒီယိုကိုတင်တဲ့ခါမှာဒီခါခုနင်း test တို့အမအဖြေတိုက်ပေးပါမယ်အဲ့တော့အရှိကဗီဒီယို2ခုပေါ့နော်အခုဗီဒီယိုရဲ့အရှိဗီဒီယိုတစ်ခုရဲ့ဒီ short ခုကြီးခိုင်းကြောနဲ့ပတ်သက်တဲ့ဗီဒီယိုကိုလေ့လာထားရဆိုလို့ရှိရင်တော့ဒီ8ချက်ကိုမဖြေနိုင်ကြမရှိဘူးပေါ့နော်ဒါဆိုရင်ဘယ်ဟာလေးရမှန်လဲဆိုတာဖြေထားပေးပါနော်မင်းနာဆန်မှာတန်းနေ